viewer တို့က Jujutsu Kaisen event မှာ best skin ကိုအကြိုက်ဆုံးလဲကျွန်တော်ကတော့ဒီ event မှာပထမဆုံး turn draw မှာ call item တစ်ခုရလိမ့်မယ် call item ဆိုတာကြတော့ကျွန်တော်တို့ record လည်းဖြစ်နိုင်တယ် elimination ဖြစ်လည်းဖြစ်နိုင်တယ်ပြီးတော့ skin လည်းဖြစ်နိုင်တယ်ပြီးတော့ကျွန်တော်က8 draw တွေတော့ဆွဲပြီးသွားပြီ8 draw တွေမှာ call item တစ်ခုမှမရသေးဘူးအဲ့တော့ဖြစ်နိုင်ခြေကကျွန်တော်ဒီ turn draw မှာ skin ပေါက်နိုင်ခြေဖြစ်နိုင်ခြေရှိသေးတယ်ပြီးတော့ဒီ skin တစ်ကောင်ပေါက်ဖို့ဆိုရင်ရာခိုင်နှုန်းက 0.08% ရှိရပါတော့ကျွန်တော်ကန်ကောင်းပြီးတော့ပေါက်သွားမလားဆိုတာကြည့်လိုက်ရအောင်ဒီကမဆက်ကျွန်တော်ကကျူရှင်ဆရာတယောက်ပါဒီအရင် video တွေမှာဒီကျွန်တော်ကျူရှင်ရတဲ့ဘက်နဲ့ဒီ QS skin powder လည်းရှိပါတယ်အဲ့တော့ကြည့်ရင်ပါပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ let's go အဲ့တော့ကျွန်တော်တို့အခုတန်တော့တစ်ခါရဲဆွဲကြည့်လိုက်မယ်နော် okay တစ်ခါရဲ skin တန်းပေါ့ကွာအဲ့တော့တကယ်ပျော်ဖို့ကောင်းတယ်နော်တစ်ခါရဲ skin လေးတက်ပေါ့ကွာဆိုရင်တော့ okay Rogo fat. Rogo là một spawn fat gì? Spawn fat. Dạ vậy spawn fat gần mà. Khoan lý rằng là khoảng dạo rồi rồi. Số bộ. Thái mẹ. Nó không nhớ gì để cho nó. Thái mong tôi phao gì nữa. Cái gì là gì hả? Okay, nasa nga hobi. Igo na gawin. Brother. Ay, bihaya. Nere. Tayo. Okay. Shit. Asan really meow. Yeah. Really meow. Okay. Premium supply ko nilai sa niya. Sa ko ka okay. So ga na. Okay. 3 cup ထားပါတော့ကွာရှိပြီးတော့ကောလို့ပါပဲပေါ်လဲကွာရင်အများကြီးရမှာโอ้ elimination fat ဟုတ် elimination fat 68ခုရတယ်ဒါတော်လေးမစိုးဘူးပေါ့ okay 440 price က440ဆိုပါတယ် okay တခုရတယ်32 တော့မှ440ဆိုတော့ဒါတော်တယ်မစိုးဘူးပေါ့နော် okay နောက်ထပ်တန်းdraw အိုး record fat ဒီ record fat ရပါရှားရှိပြီးသားပါဒါပေမဲ့90ရတယ်90ရတယ်အဲ့တော့ဒါ phase 1မှာဒါဒီလောက်ရဆိုတာတော်တော်လေးမစိုးဘူးပေါ့နော်ဒါကနောက်ဗီဒီယိုမှာပြန်ပြပါမယ်